အားလုံးပဲမြင်လာပါတော့10ရက်3လမှ14ရက်3လအတွင်းတပတ်စာဘောင်းချုပ်ခဏများတော့တစ်ဆက်ပြတာပါမယ်ကျွန်တော်ဒီမှာမပြောက်ပတ်တီ100ရာခိုင်နှုန်းပေးမယ်ရှယ်အခွေပေးမယ်မူကနန်း3ခွက်ပေးနော်အဲကျွန်တော်ဒီမှာအခဏန်းလေးတွေကျွန်တော်တစ်ဆက်ပြတာပါမယ်ပြီးခဲ့တဲ့ဘက်ကလည်းဒီမှာနော်ကျွန်တော်ပြီးခဲ့တဲ့ site က3ရက်3လမှ9ရက်3လ2020တပတ်စာဘောင်းချုပ်မပြောက်ပတ်တီက6194ဒီ4လုံး5လုံးပေးတဲ့ထဲမှာ9လုံးမပြောက်တယ်နော်အဲ့တော့အခွေ3265 5လုံးခွေနော်အဲ့ကျွန်တော်တို့နှစ်ကြိမ်ပေါ့ဗျာနှစ်ကြိမ်3ကြိမ်လောက်ထွက်တယ်နော်33ရယ်66ရယ်64ရယ်ဒီကောင်တော့မထွက်ဘူးအဲ့ဒါကြဆက်ထဲမှာပဲဒီမှာအင်္ဂါမကျော်အာမခံပတ်တီမိန်3ခွက်စားတို့ရှယ်ခွေ3လုံးပူးပါစားတို့ခွေ5လုံးဒီကနေ့တော့ပေးလိုက်တယ်နော်ပေးလိုက်တဲ့အချိန်မှာတဲ့ဒီကနေ့ပေးလိုက်တာပါဒီမှာနေ့အတွင်းထွက်ပတ်တီ6ပေးလိုက်တယ်နော်မိန်က90လက်ဆောင်က36524ဒီခွေလဲအောင်တယ်နော်ဒီမှာ3လုံးခွေ969ပူးပါခွေနော်အမှ59ထွက်တယ်66ထွက်တယ်ဒီတစ်ပတ်မှာတော့အခဏလေးပေးမယ်နော်ဒီတစ်ပတ်မှာတော့ကျွန်တော်3လုံးခွေမရဘူးဗျာ3လုံးခွေမရဘူးဒါသိကြတာကိုပြောပြတာသူများငွေနဲ့ရင်းရတယ်ငွေနဲ့ရင်းရတော့3လုံးမရဘဲနဲ့ရတယ်ဆိုတော့ပြောလို့သူများလိုက်ရင်နဲ့ရှုံးသွားရင်မကောင်းဘူးအားကြောင့်မလို့မရတာမရဘူးလို့ပဲကျွန်တော်ကပြောပါတယ်ဒီတစ်ပတ်မှာဖော်မူလာ3ဆိုင်နဲ့ရထားသည့်ပတ်တီတစ်လုံးရမယ်2ရက်အတွင်းထွက်ပတ်တီတစ်လုံးရမယ်နော်မိန်3ခွက်ရမယ်ပြီးရှယ်4လုံးခွေ4လုံးခွေရမယ်ဒီမှာပေါက်ပေးရတော့2000မမကြီးရတော့1000ခွေဒါကဘိုင်ဘာဖုန်းနံပါတ်ကျွန်တော်ဆက်သလိုရှိရင်ဒါကကျွန်တော်ဘယ်လိုပေးတော့လဲ၄လုံးခွေလိုက်တဲ့အတွက်၄လုံးခွေလိုက်ပြီးမြက်လို့နားမယ်ဆိုရင်ဆက်မပေးတော့ဘူးဆက်ကစားခြင်းသေးတယ်ဆိုရင်ထွက်နေကြဖော်မူလာနဲ့စိုက်နဲ့တကွာပြပြီးတော့ကြက်ရင်လိုက်ထိုးမကြက်ရင်မထိုးတော့နဲ့အဲ့လိုပြီးရနော်ဒါတော့ကဖော်မူလာပတ်တီးရလဲအဲ့လိုပဲလက်ရှိတစ်လုံးကဖော်မူလာရထားတဲ့တစ်လုံးကတည်တည်ချာချာပေးလိုက်တယ်တင်းလာနေထွက်ဖို့များနော်အခုကျွန်တော်ပေးမဲ့ကဏ္ဍကတင်းလာနေထွက်ဖို့များတယ်တင်းလာနေထွက်ဖို့များတယ်ဖော်မူလာ3သက်ဆုံးတယ်အင်္ဂါမကြုံဗျာဒါအပတ်တိုင်းရနေကြဖော်မူလာပဲအဲ့တော့အဆိုင်လေးရှိတယ်ပတ်တီတစ်လုံးရမယ်အခွေရတော့ဇာတို့လိုက်ရမယ်အခွေရလဲ3ရက်တွင်နော်3ရက်တွင်ပိုတိုဘူးမကြော်အခွေ4လုံးခွေရထားပါတယ်အပူပါပါဒါလေးကိုလည်းကျွန်တော်တစ်ဆက်ပြသပေးပါမယ်အဲဒါဒီမှာတပတ်တာပေါင်းချုပ်ကိုဘာတွေပေးမလို့ဆိုတော့ကြည့်လိုက်ပါတပတ်တာပေါင်းချုပ်မှာတပတ်စာပေါင်းချုပ်မပြောက်ပတ်တီကကျွန်တော်ကဒီမှာ6ရက်9ရယ်1ရယ်3ရယ်8 5လုံးတော့ကျွန်တော်ပေးရ5လုံးလုံးမပြောင်းအမခံတယ်နော်5လုံးလုံးပေးပါတယ်နောက်တစ်ခါရှယ်အခွေက3 2 4 5 6အပူမပါဒီကိုကျွန်တော်ပေးတယ်ပေးနေကြခွေဒါကမူကန3ခွက်ပေးမယ်နော်မူကန3ခွက်ခဏလေးပါမူကန3ခွက်ပေးမယ်မူကန3ခွက်က18
တစ်တော့တင်တာအဲ့3ကွက်အဲ့ဒါကိုစာတူတူဒီကွက်ထွက်ရင်လားဒီတော့ပြလာတယ်ဒါတစ်ပတ်ကပေါင်းချုပ်ပါဒီရွက်ကြည့်နေပေးတတ်တယ်တူတူနဲ့ဆက်ရအစီရှုံးမိပါလေနောက်တစ်ခါကျတော့မနေ့ကစနေနေ့မှာမအားလို့ပေါင်းချုပ်မတင်ဘူးနော်ဒီနေ့ကတော့တင်းနေကနေပေါင်းချုပ်လည်းတင်တယ်နေ့တိုင်းပါတင်ပေးလိုက်မယ်နော်နေ့တိုင်းကတော့ဒီလိုလေးပါဒီ site တိုင်းလေးပဲကြည့်ပြီးတော့ပေါ်ကိုထိုးရှင်းပြနေပို့ချုပ်ပုံမှန်ကြတော့နော်ဒီမှာပါနေ့တိုင်းကတော့ကျွန်တော်တို့နေ့တိုင်းကတော့တဲ့ဒီမှာနော်နေ့တိုင်းကတော့ဟိုရှင်းပြရင်ပို့ချုပ်မှကြောက်လို့ဒီမှာကျွန်တော်တို့အောက်ရှိမှာမနေ့ကပိုင်း2လျှောက်ညနေကပိုင်း3ကထွက်ထားတယ်အဲ့တော့ကျွန်တော်ဒီကပြလိုက်မယ်ဒီကပြလိုက်မယ်ဆိုတော့အခုကျွန်တော်ဒီကမြားလေးပြထားတာကိုကြည့်ပါ940 940ဒီကျွန်တော်ဒီမှာရှင်းနဲ့9ထွက်တယ်ပြီးပါပါ381246မှာ6နဲ့4ရှိထွက်တယ်အလှမ်းဝင်တယ်ကျတော့359ခွန်8 5လုံးဒီ5လုံးမှာခွန်8နဲ့3ကထွက်တယ်61295မှာဇောင်းလေးမြားလေးကြတာကိုကြည့်ပါ6526နောက်တစ်ခါကျွန်တော်ဒီမှာ1638 4လုံးခွေမှာ33နဲ့တိထွက်တယ်ခွန်2469 5လုံးအခွေမှာဒါကတော့ကျွန်တော်တရက်စာအခွေပေါ့နော်ပြီးပေါ့18နဲ့46 16389 16389မှာ396နဲ့66ထွက်ပါတယ်3596ခဏ4လုံးနဲ့နော်ခဏ4လုံးထဲမှာဘာထွက်တော့မှကြည့်ပါ32နဲ့59ထွက်တယ်ဟုတ်နော်ဒီက3လုံးနဲ့835ဒီ835မှာဒီမှာညနေပိုင်းမှာ35လောက်ထွက်တယ်နော်ဒီကျွန်တော်လည်းကဏ္ဍ4လုံးအခွေဒီကမှတ်သွားပါ6128 6128နော်6128အဲ့ဒါအခွေအပူပါတင်းင်းလာနေအဖွင့်နေကုန်စားနော်မနေ့ကထွက်မယ်ညနေကထွက်မယ်စိုက်ကတော့2ကြိမ်ထွက်တယ်အနည်းဆုံး1ကြိမ်ထွက်တယ်မနေ့ကမှ6128ထွက်ခဲ့ရင်လည်းကျွန်တော်တို့ညနေခင်းပိုင်းကိုအပူပါဒီခွေပဲဆက်ထိုးပါတခုပြောချင်တာကတော့ကျွန်တော်နေ့တိုင်းတင်ကျင်မှတင်ပါနော်ဒီလို site ဖော်ပြီးရလို့ရှိရင်ကျွန်တော် Viber လူတွေကိုတစ်ပတ်လုံးပေါက်အောင်ကျွန်တော်ကူညီတဲ့အနေနဲ့ဒီလို site မျိုးလေးတွေနဲ့ဓာတ်ပုံတွေတော့ပို့မှာဒီနေ့ဒီခွေထိုးဒီနေ့ဒီခွေထိုးပေါ့ဗျာဒီ site ကပေးလာတာကြာပါပြီနော်ဒီမှာနော်တစ်ဆက်တည်းပဲကျွန်တော်ပြောလိုက်ဒီမှာလုံးပိုင်းနော်8ထွက်တယ်ဒီမှာလုံးပိုင်း6နော်ဒီမှာ6နဲ့ထွက်တယ်ဒီမှာလုံးပိုင်း8ခွန်8ထွက်တယ်ဒီမှာလုံးပိုင်း9 65ထွက်တယ်ဒီမှာလုံးပိုင်း1ထွက်တယ်ဒီမှာလုံးပိုင်း6 6ထွက်တယ်ဒီမှာလုံးပိုင်း9 39ထွက်တယ်ဒီမှာလုံးပိုင်း9 59ထွက်တယ်ဒီမှာလုံးပိုင်း2 6ထွက်တယ်ဒီမှာလုံးပိုင်း8နော်အဲ့လိုသတိထား8အပါနဲ့ဒီကခွေလိုက်မယ်ဆိုရင်ဘယ်တော့မှမကြဘူးပေါက်ပြီးလည်းမှန်တယ်နော်ဒါကြောင့်နေ့တိုင်း site လေးပြတာပါအဲ့လိုဒီ site ကိုကျွန်တော်ကဟောရမှာကျွန်တော် line ပေါ်မတင်ဘူးတကယ်လို့များကျွန်တော်တို့ဒီ site ကဒါလိုက်ပေးသွားမယ်ဒါလိုက်မှန်သွားမယ်ဆိုရင်တစ်ပတ်လုံးပေါက်အောင်ဒါပဲမှာကျွန်တော်ကူညီပေးရမယ်နော်ဒီမှာကျွန်တော်ပြနေတဲ့ formula site ကလည်း931 chain နဲ့8လုံးပိုင်းနော်ရှင်းလုံးမှဆက်ရှိဒါကတော့ကျွန်တော်နေ့တိုင်းကိုဒီခါလေးတွဲပြလိုက်ပါနော်အဲ့တော့အားလုံးပေါ်ကျွန်တော်တို့ဒီမှာအောက်မှာလည်းကျွန်တော်ပင်ထောက်ပေးထားမယ်နော်အောက်ထိမှာကျွန်တော်တို့အဲ့ဒါပင်ထောက်ပေးထားမယ်ပင်ထောက်ပေးတဲ့အတိုင်းကြည့်ပြီးတော့ကျွန်တော်ဘယ်မှာလာပြီးတော့စကားပြောလို့ရမယ်အလုပ်လုပ်လို့ရမယ်နော်တကယ်တမ်း
ရှုံးနေတဲ့လူရောတကယ်တူးတူပါနာပါတဲ့လူရောတကယ်စီးပွားရေးထိုးမဲ့လူရောကျွန်တော်နဲ့ဆက်သွယ်ပါနေ့ရက်တွင်ထွက်မယ်ပတ်တီတစ်လုံးပေးမယ်တင်းလာတွေထွက်မယ်ပတ်တီတစ်လုံးပေးမယ်ဗျပြီးရင်ဇာတို့၄လုံးခွေပေးမယ်ပြီးရင်နားမယ်မြဲရင်နားမယ်တန်းနိုင်တော့ဆက်ကျွန်တော်ကူညီပေးမယ်နော်ဆက်ပြပေးတယ် site ကဒါလိုက်အောင်မြင်တစ်ပတ်လုံးအောင်မြင်သွားမယ်လို့ကျွန်တော်ယူဆထားတယ်နော်တစ်ပတ်လုံးအောင်မြင်ပြစားလို့ရှိရင်ကျွန်တော်တို့အပိုင်ပတ်တီးနဲ့အခွေနဲ့ကိုကျွန်တော်တို့အလုံးလုံးပေါ်လို့ရတယ်နော်အားလုံးပဲတူတီနဲ့ကံကောင်းကြပါဆိုဒီလောက်ပဲပြပေးပါမယ်အဲကျွန်တော်တင်းလာနေတွေအင်္ဂါနေတွေ line မတက်လို့လေးတိုက်တွေမတင်ဘူးဆိုရင်လည်းဟော့ပါကြလို့မတင်နေလို့ပဲတတ်မှတ်ပေးပါအားလုံးပဲတူတီနဲ့ကံကောင်းကြပါစေဗျာကျွန်တော်ရှေ့လာမယ့်ပတ်ကစပြီးတော့တစ်ပတ်လုံးတူတီပေါက်ယူစီးဝဲဖြစ်ကြပါစေ